လူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥပမာမဲ့မိဘတွေဆိုရင်သာသမီပုံမှာတွေ့တာတယ်နော်အိမ်တော်ဦးစီးတွေဆိုလို့ရှိရင်သားမယားတွေပုံမှာတွေ့တာအဲ့ဒါကြရင်ပြောတဲ့မိဘတွေပုံမှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုမထားပါနဲ့တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသိမှာပဲမတွေ့တာပဲနေလဲသိမှာပဲသိမှာတူတူတော့တွဲမနေပါနဲ့လို့ပြောရမယ်ဟုတ်ကဲ့ဒါပေမဲ့ခုခေတ်အဲ့လိုပြောရင်ရံများလုံးနေမလားမသိဘူးနော်မိဘပေါ်မှာတွေ့တာတဲ့စိတ်ရှိလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိလဲသိမှာပဲသိမဲ့တူတူတော့ဘယ်သူပေါ်မှာမတွေ့တာပါနဲ့လို့ပြောပါဒါဆက်ပြီးတော့ပြောရမယ့်စကားတစ်ခုနော်နောက်တစ်ခုကသားမယားတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားလို့မေးတဲ့အခါရှိတယ်ဆိုလို့ရှိရင်အေးတွေ့တာတဲ့စိတ်ရှိနေလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိဘူးဆိုလဲသိမှာပဲသိမဲ့အတူတူတော့လွတ်လွတ်ကျွတ်ကျွတ်သူ့ပေါ်မှာမတွေ့နဲ့အားလုံးလွတ်လွတ်ကျွတ်ကျွတ်စိတ်ကိုလွတ်လိုက်ပါပြော